ဆရာများသားသေးဆိုတာဒီခေတ်လေဒါနဲ့ဖះเจ้าတောင်းမသွားချင်တော့ဘူးကြာလာတော့ငါဘာသာအေးစိနေတာကောငါဗုဒ္ဓဘာသာဖြစ်တော့အကောခရိယန်တဲ့ဝင်တော့မှဟိုကအဖေခိုင်းရတစ်မျိုးသားခိုင်းရတစ်မျိုးဟိုအမေခိုင်းရတစ်မျိုးအဖေခိုင်းဆိုတာယေဟောဝါသားခိုင်းဆိုတော့ဒါဘက်တစ်တွေပေါ့ဘက်တစ်တွေပေါ့အော်ဟိုမှာကြတော့အမေခိုင်းအာစီပေါ့အော်ဟိုမှာဘာလဲတဲ့ဝိညာဉ်ခိုင်းနေဝိညာဉ်ခိုင်းအရာနဲ့အော်ဘရဟာလေလုယာတဲ့ဆက်ဆက်လုပ်ဘလို့ပြောကြတယ်လေဟာဝိညာဉ်ခိုင်းအဖေခိုင်းတော့မလားဖေခိုင်းလားအမေခိုင်းလားသားခိုင်းလားဝိညာဉ်ခိုင်းလားခိုင်းနေရများပါဝိညာဉ်ခိုင်းတော့လဲတော့အခြားသောဘာသာစကားမပြောတဲ့လူကကယ်တင်ခြင်းမရအမဟောလဲကြည့်တော့ကယ်တင်ခြင်းမရအခြားသောဘာသာစကားမပြောရင်ကယ်တင်ခြင်းမရဆိုငါရတယ်ကယ်တင်ခြင်းပါသူရှုပ်ပြီသူစားရှုပ်နေအခြားသောဘာသာစကားမပြောရင်ကယ်တင်ခြင်းမရနောက်ဆရာတယောက်ကလည်းလာပြောင်းဆရာကျွန်တော်ခုပြောနေတဲ့အာတထသူ့လားစစ်လားကျွန်တော်မသိဘူးဆရာဟာဘာဖြစ်လို့လဲကျွန်တော်Sunday school AG မှာတက်ခဲ့တယ်ဆရာအဲ့ဆရာမကြီးကအမှောင်ခန်းနဲ့ဝင်းနင်တို့ဆူတောင်းအာတထမရမချင်းမထွက်လာနဲ့တယောက်ကဘာတွေပြောလို့ပြောမှထွက်သွားတာသူကြတော့ဘာပြောလို့ပြောမှမသိသူပဲတယောက်တည်းကြံခဲ့တော့သူလည်းမထူးတော့ဘူးကွာဆိုတော့တွေးရမြင်ရအကုန်လျှောက်ပြောပြတယ်မင်းရပြီတွားဆိုတော့ဆရာခုကျွန်တော်ပြောနေတာဟာအတုလားစစ်လားကျွန်တော်လည်းမသိတော့ဘူးဆရာဟိုဆရာရှိန်တော်မှာဒီတိုင်းပဲဆရာရှိန်တို့စင်ကာပူမှာနေတော့ဟောအဲ့ဒီဖျားเจ้าက तू ကအာတထန်ပြောမှ तू ထမင်းကျွေးတော့ तू ကလည်းထမင်းကမစားသေးတော့ဆရာရှိန်ခင်လေ तू ကြည့်နေလားမသိဘူးစင်ကာပူဆရာရှိန်စင်ကာပူဩစတြေးလျဆရာရှိန်ခင်ဆစ်နီကစင်ကာပူကနေလာတဲ့သူဘယ်သူရှိလဲခုဒီထဲမှာစင်ကာပူမရှိစင်ကာပူမှာဟိုကလာဒန်တစ်ခုရှိတယ်အဲ့ဒါဘယ်လိုခေါ်လဲဘာရာဖာလဲမူစတာဖာမူစတာဖာဆရာရှိန်ကအာတထန်ကို तू အဲ့ဒီမူစတာဖာနဲ့ပြောင်းပြန်ပြောတာမာစတာဖူဆိုတော့ तू သမင်းစားလိုက်ရတယ်တဲ့သူကအဲ့ဒါတင်းအောင်ဆရာတွေဖြစ်နိုင်မြတ်ဘယ်လိုလုပ်မလဲဆရာရှိချစ်လို့ပြောပြနော်အဲ့ဒါ तू ပြောပြတာမဟုတ်ဘူးအဲ့ဒါဘယ်သူပြောပြတယ်လို့လဲဟိုဆရာဂျက်ဖရီကလာပြီးတော့ဒီလူတွေလွဲတာမဟုတ်ဘူးတဲ့အတထန်းကတော့မှသူကဘယ်လိုရတယ်လို့ကလာဒန်ဟာနဲ့ပြောင်းပြန်လှန်လိုက်တာမူစတာဖာဘာလဲ तू ပြောတာရှိတယ်အရင်ကြီးရတယ် तू မူစတာဖာမာစတာဖူဘာလဲ तू ရှောက်လို့တယ်အဲ့နဲ့ तू ထမင်းစားရတယ်တရုတ်ဖျားကြောင်းမှာဆိုတော့ဘာဒီလေးပေါ့နော်အတထန်းပြောမှာပဲအမှားအတထန်းလည်းမထွက်ဆရာကြီးဦးတမောင်ထွန်းကြတော့အာတထန်းကိုရချင်လို့ညလုံးပေါက်တွေဆူတောင်း तू ကမရအောင်ဒါပေမဲ့ဆရာကြီးဦးမျိုးချစ်ဆိုတာအာတထန်းကိုယုံကိုမယုံတာဆရာကြီးဦးတမောင်ထွန်းကြတော့အာတထန်းကိုယုံတယ်ခင်ဗျယုံပြီးတော့ညလုံးပေါက်ဆူတောင်းတော့အာတထန်းမရလုံးဝမင်းလာမပြောနဲ့အဲ့ဒါတွေကစာတန်စကားတွေရှောက်မပြောနဲ့ဆိုတော့ဆရာကြီးဦးမျိုးချစ်သွားရတယ်သူကလည်းရချင်လို့တော့မဟုတ်အဖိုးတာမလာထူးဆိုတာရှိတယ်ဟိုတုန်းကကရင်နေထဲမှာတော့ဒါဝิญဉ်တော်နဲ့အသွားခဲ့ဆုံးဖိုးကြီးအဖိုးတာမလာထူးဆိုတာအဖိုးတာမလာထူးစီကိုဆရာကြီးဦးမျိုးချီကသွားပြီးတော့မှသွားမေးတာအဖိုးတရှင်တော်ဝิญဉ်တော်ဆိုတာဘာလဲဩဆရာဦးမျိုးချီတရှင်တော်ဝิญဉ်တော်ဆိုတာတိချင်လားတိချင်တကားပိတ်လိုက်တကားပိတ်လဲပိတ်ပြီးရိတ်လဲဆူတောင်းတာဟိုးဆိုပြုတ်ကြဆိုချမ်းပြင်းနဲ့ကတ်နာသူပြန်ခွာလို့မရတော့ကျမ်းပြင်နဲ့ကတ်သွားသူပြန်ခွာလို့မရတော့အမေအော်စရာအရင်ကောင်းတာတရှင်တော်ဝိညာဉ်တော်ရဲ့တိုးထီမှုနဲ့သူလုံးဝလှုပ်လို့မရတဲ့အချိန်မှာငါကဘာမှလှုပ်လို့မရတော့ပါလားဆိုတော့သူသဘောပေါက်သွားပြီတော့တရှင်တော်ဝိညာဉ်တော်ပိုင်အကုန်လှုပ်လို့ရတယ်ဆိုတော့ तू တိလဲတိပြီးတော့အဲ့ဒီအဘိုးတာမလား तू အိမ်ကနေပြန်ထွက်လာတဲ့နေ့ကနေစပြီးတော့ तू ကိုဖျားဖုံးလိုက်တာမှAG အသင်းတော်တွေဟာမြန်မာပြည်မှာအခုဟာအောင်းမလေမြားသလားမမင်းနဲ့
ဖယားအသုံးပြောဒါပေမဲ့ तू ပဲ AG တွေကိုမြန်မာပြည်ကနေအကုန်အစင်မောင်းထုတ်မယ်ဆိုတာ तू ကနောက်ဆုံး AG ရဲ့ဥက္ကဋ္ဌပြန်ဖြစ်သွားတာနေပေါင်းများစွာဖယားလုံရင်ဖြောင်းပြန်ဆွဲပစ်တာဆိုတော့ဖယားရဲ့သဘောတဘာဝကကျွန်တော်တို့ကတော်တော်စမ်းကြယ်တယ်ဗျဆိုတော့ဘာကိုနားလေစေချင်တယ်လဲဆိုတော့ဖယားရဲ့အကြံစီကြီးသူ့ရဲ့သဘောတဘာဝကအင်မတန်မှလှပတယ်လို့စမ်းကြယ်တယ် mystery ဆိုတာအဲ့ဒါပေါ့ mystery of God ဆိုတိတ်စမ်းကြယ်တာပဲဆိုတော့ဝိညာဉ်တော်ရဲ့မဆချင်းပါလာတဲ့အခါမှာအောဘွယ်ရလုံနိုင်တဲ့တတ်တွေတွေကတော်တော်များတာပဲကျွန်တော်ဘာပြောပြချင်တာလဲဆိုတော့အခုတခုရှိတယ်ဗျာဝိညာဉ်တော်အရာအလုပ်လုပ်ပြီဆိုရင်အတင်းတော်တွေမှာဘာတွေဖြစ်ကြလဲပြုတ်ကြတယ်လဲကြတယ်ငိုကြတယ်ရီးကြတယ်အဲ့ဒါတွေက demonstration of Holy Spirit လို့ခေါ်ပါတယ်ဒါတွေကဖြစ်ပါတယ်ခင်ဗျသို့တော့အဲ့ဒါကအဓိကမကြောက်ဒီကြမှာဒါပဲနော်ပြုတ်ကြတယ်လဲတာဘာညာအဓိကမကြောက်ပြန်ထလာပြီးရင်သူ့မှာဘာအသီးပွင့်နေရှိလဲဆိုတာကအဲ့ဒါထပ်ပိုရေးကြည့်တယ်ဝိညာဉ်တော်ကြောင့်တော့ရမ်းပြောတယ်ဝိညာဉ်တော်နဲ့ယဉ်နေတဲ့ပုံစံလုပ်တယ်သူ့အပြင်လူတယောက်မှမပြောင်းလဲဘူးအဲ့ဒါဆိုတော့ something wrong အဲ့ဒါကျွန်တော်မေးအဲ့ဒါကျွန်တော်မေး तू ကဖုန်းဖွင့်တတ်တယ်ပြန်မပိတ်တတ်ဘူးအဲ့ဒါကျွန်တော်မေးဒီမှာလဲကြည်နေတန်းလန်းနဲ့ကျွန်တော် online နဲ့ तू ကြည့်သေးတာအဲ့ဒါကျွန်တော်မေးပဲတူတူချာချာကြည့်လို့မဝလို့အပြင်မှာလဲကြည့်နေရပြီ तू ကဖုန်းမှလမ်းကြည့်တတ်သေးတာကျွန်တော်ဘာပြောပြချင်လဲဆိုတော့တွေးရတွေအများကြီးပဲရှုပ်ထွေးမှုတွေအများကြီးပဲရှိတယ်ဟာဆရာလဲချသွားတာတွေအာသာထန်းတွေပြောတာတွေဆရာအဲ့ဒါတွေကမှန်လားလူတွေအမျိုးစုံပြောနေတယ်အဲ့ဒါကိုတစ်ဖက်ဆုံးနင်းပြီးတော့မှကျွန်တော်ကတော့ရှင်းပြပြမယ်ယုံကြည်သူတွေအားလုံး educated ဖြစ်စေချင်တယ် educated ဆိုတာနားလည်လားမသိကျွန်တော်ညီကောင်မောင်မတို့တဘောတဘာဝကိုခြုံငုံပြီးတော့အကုန်နားလည်နေဖို့အရေးကြီးတယ်ပညာရှိရမယ်ကျွန်တော်တို့ကနှုတ်ကပတ်တော်ဒီပညာအမျိုးမျိုးနော်ပညာအမျိုးမျိုးနဲ့သင်တို့အထဲမှာကျွယ်ဝဆိုတာတည်နေရင်သင်ကအင်မတန်မှပညာနဲ့ပြည့်စုံပြီးလှုပ်ဆောင်သမျှမှာအကြံစီထမြောက်ပြီးတော့အောင်မြင်လာမယ်ဒီလိုသွားတော့ဆိုတော့ကျွန်တော်ညီကောင်မောင်မတွေဘာနားလဲစီချင်းလဲဆိုတော့ဟိုဆရာတယောက်ကမင်းအောက်တထံပြောတာတွေကမကောင်းကွာလို့ပြောဟုတ်တယ်မကောင်းမင်းအဲ့ဒါဝိညာဉ်ဆိုတယ်ဟုတ်တယ်သူများကအောက်တထံပြောတာမကောင်းလို့ပြောရင်မကောင်းဆိုတဲ့တစ်ဖွဲ့ထွက်သွားပြီအဲ့လိုမျိုးမဖြစ်စေဖို့ဒီเจ้าကိုကျွန်တော်ဖွင့်လာတာလူငယ်တွေကမြောက်ပေးရင်လမ်းမထွက်ပြီမြောက်ပေးရင်ဆဲပြီဆိုတဲ့အတိုင်းဝိုင်းဒီ generation ပျောက်မှရမှာဆိုတာတီးလို့ဒီเจ้าကိုဖွင့်ထားတာပိုင်းချနားလေနေရမယ်အကုန်ကျွန်တော်တို့ကဘိုလ်လူတယောက်က plan မဆွဲနဲ့ဆိုမဆွဲတော့ပြန်ဘူးတယောက်ကဆွဲရမယ်ဆိုပြန်ဆွဲပြန်ပြီမဟုတ်ဘူးညီကိုမောင်မတို့ရဲ့မဟုတ်ဘူးအဲ့ဒါတွေကကျွန်တော်ပြောချင်တာကကျွန်တော်ညီကိုမောင်မတို့ရဲ့အတထံပြောတာမှန်လားအခုဒီညင်းနေတဲ့အဖွဲ့တွေရှိတယ်ဝိညာဉ်တော်နဲ့လဲပြိုသွားတဲ့ကိစ္စတွေအဲ့ဒါတွေကမားတယ်ဆိုတဲ့တစ်ဖွဲ့ကတစ်မျိုးမှန်တယ်ဆိုတဲ့တစ်ဖွဲ့ကတစ်မျိုးကျွန်တော်ညီကိုမောင်မတွေကိုမှန်တာမှားတယ်ဆိုတော့ဘာနဲ့ကြည့်စေချင်လဲဆိုတော့အတီးပွင့်နဲ့ကြည့်ပါခါလဲတယ်ပြောတယ်ကောင်းတယ်ဒါပေမဲ့ဘာတီးပွင့်နေထွက်လာလဲအတထံနေကြီးကျယ်ပြောနောက်ခဏနေဘုရားတော်တစ်ချောင်းလုံးနဲ့ရံဖြစ်တာလဲသူပဲဆိုရင်တော့အဲ့အထဲကနေပြီးတော့အလွတ်လုံနေဝိညာဉ်ရတော့ဒါရှင်တော်ဝိညာဉ်တော်မဟုတ်တာတော့ကျင်းနေပြီဝိညာဉ်တော်ကယုံရင်စံခတ်ပြုတ်ခြင်းအမှုကိုမပြုတ်ဘူးဟုတ်ပြီနော်ငါတို့မှဘာမလုပ်ဘူးအဲ့ဒါဆိုရင်လည်းပဲကျမ်းစာပြောပြန်ကောဘာမှမလုပ်တဲ့အဖွဲ့တွေကိုအိတ်ချင်အာကြည့်တော့ခွေတဲ့ကျမ်းစာပြောပြန်ကောဘာမှမလုပ်တဲ့သူတွေဖခင်ပြောပြန်တယ်ဘယ်လိုပြောလဲသိလားဘာမှမလုပ်ပဲငါတို့ယုံကြည်သူတွေငါတို့ဘာလာပြောနေကဲတင်ချင်းရပြီသားညီတို့လိုခုံလဲမခုံပေါက်လဲမပေါက်ဟာလေလုယာလဲရှောက်မအောင်ငါတို့ကအကောင်းဆုံးနေတယ်အကောင်းဆုံးနေတယ်သူမြောက်တဲ့ဒုက္ခမပေးဘူးကိုယ်လည်းဒုက္ခလမ်းပေးအဲ့တဖွဲ့မရှိလားအဲ့ဒါတွေကြတော့ကျမ်းစာပြောပြန်အောင်ထလို့လင်းလို့သိအလင်းရောက်လာပြီ။အော်လာပြောင်း
တရားမှမလုပ်ဘူးဆိုတော့ကျွန်တော်တို့အားလုံးကိုကျွန်တော်ဒီမှာရှိတဲ့ညီကောင်မဒီ generation ယူပေါ့နော်ဖယားသခင်ဖြစ်စေချင်တာကပညာရှိရမယ်ပညာဆိုတာဟိုလူကလှုပ်ခိုင်းလှုပ်လိုက်ဒီလူကလှုပ်ခိုင်းလှုပ်လိုက်တိတ်တနာဖို့ကောင်းတယ်အလိန်ခံနေရတယ်မြန်မာပြည်ကတိတ်ရိုးသားလုံးအကြည့်လို့အလိန်ခံနေရတယ်အလိန်ခံတယ်ညီကောင်မတွေမင်းတို့ဒီစကားကိုနားမလည်နိုင်ဘူးဆိုရင်မင်းတို့ဝิญဉ်ရတော်တော်လေးမရှိသေးဘူးဆိုသူ့စကားနားလေဖို့ကွာတဖွဲ့ကဘာဖြစ်သွားဆိုဒီစကားနားလေတာငါတို့ပဲနားလေတာဆိုဝิญဉ်မာနာတက်သွားပြန်ဥမာဆိုပါဆိုဘူးမစောကောင်းနော်မရှုပ်ထွေးဖို့ပြောပြတာဝิญဉ်၅ပါးဆိုပါဆိုဝิญဉ်၅ပါးယေရှုရဲ့ဝิญဉ်တော်ရဲ့ဝิญဉ်ခမည်းတော်ရဲ့ဝิญဉ်သားတော်ရဲ့ဝิญဉ်ဝิญဉ်နဲ့၅ပါးဆိုပါဆိုဝิญဉ်နဲ့များကုန်ပြီဆိုဖြောင်းကြောင်းလာလို့ကြောင်းပေါ့ဒါပေမဲ့အဲ့ဒါကိုနားလေတယ်လို့ထင်ပြီးတော့မှနားလေတယ်လို့လုံးနဲ့အဖွဲလည်းရှိတယ်ဆိုတော့နားမလည်သူ့သူများထင်သေးမှာဆိုသူများလည်းပြောထားတယ်ဒါတွေနားမလည်ဘူးဆိုတော့မင်းတို့ကဝิญဉ်မျက်စိဟာမခံနိုင်ဘူးပွင့်တယ်ငါတော့ပွင့်တယ်နားမလည်လဲကြိတ်မဲ့ပြီးတော့နေနေအဖွဲလည်းရှိတယ်ဒါပဲပြချင်တယ်ဘာအတီးပွင့်ရှိလဲကျွန်တော်တခုပဲပြောလိုက်တယ်ဘာအတီးပွင့်ရှိလဲအတီးပွင့်ရှိနေရင်ဂျင်းတ်တယ်ဥပမာအခြားသောဘာသာစကားပြောတာရှိလားကျမ်းစာမှာရှိတယ်ဒါဆိုရင်အခြားသောဘာသာစကားကိုပြောတဲ့သူတိုင်းကရောတကယ်အမှန်လားလို့ပြောရင်မဟုတ်ပြန်ဘူးဟုတ်ပြီလားမသိဘူးခြားသောဘာသာစကားရှိလားရှိတယ်မရှိတာမရှိတယ်ရှိတယ်ရှားကြီးဦးမျိုးချစ်ကဆွီဒင်နိုင်ငံသွားတဲ့ခါမြန်မာပြည်ကသူ့ရဲ့ passport တုံးထုတ်ပေးလိုက်တယ် only Sweden နိုင်ငံပြည်သူပြန်ရမယ်ဒါပဲ only Sweden တုံးထုတ်လိုက်အဲ့တုန်းကသူကအမှုတော်ဆောင်မှတ်တယ်ဒါပေမဲ့သူကအာသထံကိုလုံးဝမယုံတဲ့လူ only Sweden ထုတ်လိုက်ပြီ Sweden နိုင်ငံရောက်တယ်နောက်ဆုံးညမှာသူတို့ကိုးကွယ်နေတယ်အဲ့ conference နောက်ဆုံးညမှာသူကိုးကွယ်နေဖျောက်ကိုးကွယ်နေချိန်မှာအဖြူမကြီး Swedish မိန်းမကြီးကသူ့ဘေးနားမှာထအော်တယ်ဗမာလို့မျိုးချစ်အမေရိကသွားမယ်မျိုးချစ်အမေရိကသွားမယ်ဆိုဗမာဘယ်သူပြောတယ်လဲကြည့်တော့အင်္ဂလိပ်မကြီးအဖြူကြီးကမျိုးချစ်အမေရိကသွားမယ်ဆိုတော့ तू ကဘာလဲပြောနေ only Sweden ပဲပြောထားတာမျိုးချစ်အမေရိက तू မယုံနိုင်ဒါနဲ့အစီအစဉ်ပြီးလဲပြီးတော့အဲ့ဒီအမျိုးသမီးသွားမေးတယ်ဗမာလို့တက်လာလို့အင်္ဂလိပ်လိုမေးတယ်Can you speak Burmese? No. နေခုနပြောနာဗမာစကားလေငါမသိဘူးတဲ့ငါမသိဘူးတဲ့ငါပြောနေရဘာလဲဆိုတာငါမသိဘူးတဲ့ဘာလို့လိုက်ပြီလဲမြို့ချင်အမေရိကသွားရဗမာစကားပြောတာနဲ့ तू ဟိုတယ်ပြန်သွားတယ်ဟိုတယ်ပြန်ရောက်ချင်းဖုန်းဝင်လာတယ်အမေရိက तू နေဆွီဒင်တော့ရောက်နေပြီငါတို့စီဘာလို့လာမလဲတာလဲမြို့ချင် तू မြို့ကလှမ်းပြောအာနဲ့သူကကျွန်တော်ဒီတစ်ခါလာတာကျွန်တော် only Sweden ပဲပြောထားတဲ့အတွက်ကြောင့်ကျွန်တော် Sweden ပဲလာလို့ရမှာအားနေတော့မလုပ်နဲ့နေရောက်လာခဲ့အနေနဲ့ရောက်လာခဲ့ပြောလို့မရတဲ့ဆိုအမတို့ပြောလဲကျွန်တော်တင်ကြည့်တာဆို password သွားတင်အမရေးထားတာမတွေ့ဘူးလား only Sweden နဲ့အမေရိကန်တိုင်ရောမသိဘူးတဲ့ငါ့ကအထက်ကလာပြီးတော့လုတ်ခိုင်းလို့လုတ်တာဟိုကလည်းဟိုအမေရိကလည်းဘယ်အထက်လဲပေါ့အထက်ကလုတ်ခိုင်းလို့ငါလာတင်တာတဲ့ဒါပဲတဲ့ပေးချင်မပေးမပေးချင်နေတဲ့သူပြန်လာတယ်3ရက်ကြာတော့တန်ယုံကဖုန်းဆက်လာတယ်လာ passport လာယူတော့တဲ့ come and collect your passport တဲ့ကြည့်တော့ American visa ကြီးဝင်နေပြီအဲ့နဲ့သူအဲ့ဒီကနေ America သွားအဲ့ဒီအချိန်မှာသူနည်းနည်းဖြစ်တယ်ထူတော့ထူဆန်းနေပြီနော်အခြားသောဘာသာစကားတွေဆင်းလာပြီဆိုရင်ဘာဖြစ်တယ်လဲတဲ့နိုင်ငံအတီးတီးကနေယေရုရှလင်မြို့ကိုလာပြီးတော့ကိုးကွယ်ဖို့လာတဲ့သူတွေအားလုံးကတဲ့ပေတရုရစတင်ပြီးတော့မှယေရှုကြောင့်ပြောတယ်လို့တခြားသူတွေကလည်းပဲထပြီးတော့သူတို့ကကွဲပြားသောရှာတို့ဒီစကားပြောတဲ့အခါမှာနိုင်ငံအတီးတီးကလာတဲ့သူတွေအားလုံးကသူတို့စကားတွေနားလည်နေကြတယ်တဲ့ဆိုအခြားဘာသာစကားရှိလားရှိတယ်
အခြားသောဘာသာစကားနဲ့နော်သူကအင်္ဂလိပ်လိုဆိုရင်အနုံထန်းနဲ့အာတထန်းဆိုရှိတယ်ဣရာဘာဆိုတော့ပိုရှေခေဒီယာမှာအဲ့ဒါတွေကအနုံထန်းအခြားသောဘာသာစကားဆိုတာကြတော့ language တကယ်ကိုကဘာမှာရှိတဲ့ language ကိုသူပြောနေတာသူထွက်နေတာကျွန်တော်မရရကျွန်တော်မိတ်ဆွေအမေရိကန်သူအာတထန်းပြောနေတာပြောနေတော့ကပလီမကြီးကပြေးလာပြီးတော့နင်ငါတို့စကားကိုဘယ်လိုတတ်တာလဲတဲ့ဆိုသူငိုအဲ့နဲ့ငါမတတ်ဘူးလေနင်ပြောတာငါတို့ဒီ dialogue ဒီရွာလေးတရွာပဲပြောတဲ့စကားကိုနင်ပြောနာတယ်ရှာပပအဲ့ဒါမရှိဘူးတဲ့ဆိုတော့ဘာနာလေစီချင်းလဲဆိုရင်ကိုမတိတာကိုမဟုတ်ပါဘူးလို့မပြောမိဘူးအရေးကြီးတယ်ညံနှုံတော့ကြောင်အပြောခတ်လိုက်ဆိုတဲ့ထဲမှာမပါဘူးလိုးပြန်တဲ့တို့ကမရှိဘူးလားဆိုတော့ရှိတယ်ဒါမဲ့မှတ်တာစာတန်ကအမြဲတမ်းအတုလုပ်တဲ့အတွက်ကြောင့်ဒီလိုပုံစံမျိုးနဲ့စာတန်ကလုပ်နေတာလေရှိပြန်အောင်လဲနေတဲ့အထဲမှာဝိညာဉ်တော်တိုးထိနှုံမှုနဲ့လဲတာရှိသလိုဝိညာဉ်ဇိုးအဖြစ်လဲနေတာလေရှိပြန်အောင်ဘုရားเจ้าမှာဒါကကျွန်တော်တို့က experience မရှိရင်မသိနိုင်ဘူးကျွန်တော်ကပေးမှာလေကွယ် Jacksonville Florida Jacksonville မှာအပေါ်မှာကျွန်တော်တရားဟောနေတာအဲ့ဒီအောက်မှာချားမှုတော်ဆောင်လည်းအများကြီးပဲအဲ့ဒီအမျိုးသမီးကအဲ့ဒီမျိုးသမီးကသူများထပ်ပိုအော်လုံးအားကြီးတော့ကျွန်တော်ကနည်းနည်းဘာလဲပေါ့ဆိုတော့ကျွန်တော်ကြည့်နေချိန်မှာအဲ့ဒီအောက်ကအမှုတော်ဆောင်တွေကဘာပြောကြလဲဆိုတော့အဲ့ဒါတဲ့သူဖခင်ရဲ့မြတ်တာခံစားပြီးတော့ငိုနေတာတဲ့ဒါမဲ့ကျွန်တော်ပွားနေကြည့်တဲ့အခါမှာမဟုတ်ဘူးဒါဝိညာဉ်ဆိုးဆိုတာကျွန်တော်ကောင်းသိပြီဒါမဲ့အဲ့ဒါကိုမသိနိုင်ဘူးတခုတော့ရှိတယ်ကျွန်တော်တို့ကသူများထက်တီးတယ်ဆိုတာလည်းပဲဟိုဆရာကြီးဖြစ်ဖို့လည်းမဟုတ်ဘူးဒီကိစ္စကိုဖြေရှင်းဖို့ပါ discerning spirit ဆိုတာကဝိညာဉ်တော်၌အကင်းပါခြင်းရင်ဝိညာဉ်ရေးရမှာအကင်းပါခြင်းရင်ဇာတိကိုများအခွင့်မပေးရင်ဝိညာဉ်ရေးရမှာအရာကင်းပါလာတယ်ဒါပေမဲ့အမှုတော်ဆောင်နေရင်းနဲ့ဝိညာဉ်ရေးရမှာဇာတိကိုအများအခွင့်ပေးတာများလာရင်အဲ့ဒီ discerning spirit ကဒီ power ရော့သွားတာဒါတတိထားရတယ်ဆိုတော့ကြည့်လိုက်တဲ့အချိန်မှာ तू ကမဟုတ်တော့ဘူးဆိုတာသိတယ် तू ကငိုနေငိုနေतू ကဖျားမြစ်တာခံစားပြီးတော့မှာတဲ့ငိုနေတာတဲ့ကျွန်တော်ပွားနေကြည့်မဟုတ်ဘူးလို့ပြေးဝပြီးတော့မှကျွန်တော်ခေါင်းပေါ်လက်တင်ပြီးတော့မှယေရှုနာမနဲ့ထွက်လို့ပြောအဲ့ကြမှာဘုံဆိုထပြီးတော့တခြားမိန်းမတယောက်လို့ဖြစ်သွားပြီပြီးတော့မှဒီလိုပက်လက်လာလို့လေးဘက်ထောက်လို့ပြေးတာဒီလိုလေးဘက်ထောက်ပြေးတာမဟုတ်တော့အကြမ်းပြေးနိုင်တာဒီလိုပြေးတာဆိုမြန်တယ်လေပြေးဖို့ဆိုမမြန်ဘူးဒါပေမဲ့ तू ရမ်းမြန်တယ်လိုက်ဖားတာပြီးတော့လိုက်ဖားတဲ့ကောင်ဆွေးထွေးတာ तू ကတော့ဆိုတာပဲဝိညာဉ်လောကမှာဒါတွေအများကြီးမရှိဘူးလို့ပြောလို့မရဒါတွေအကုန်မှလို့တိမ်ကြုံပြောရင်ဒါကြောင့်အတင်းတော်တွေအမင်္ဂလာဖြစ်နေတာအများကြီးဆရာတွေကစားကျွန်တော်လူဖြူတွေတော့ပြန်တင်ပေးရတယ်လူဖြူတွေကအလူငွေဆိုရင်အကုန်ယူတယ်ကျွန်တော်ဒီလူဖြူတွေအကုန်တင်ပေးတယ်မင်းတို့လို့မလုပ်ရဘူးကဲတင်ချင်းအတွက်လာပေးတဲ့ပတ်စံဆိုမင်းတို့ယူလို့မရဘူးဖျားကြောင်နဲ့ထည့်လိုက်ဆရာကဲတင်ချင်းချက်အဖြစ်ကျွန်တော်ကဲတင်ချင်းရသွားတာ